မျိုးသမီးဟာဝတ်စုံအသစ်နဲ့ထွက်လာတဲ့အခါလူတိုင်းအံ့ဩမင်တာသွားကြပါတယ်။သူမဟာသူမရဲ့ပုံရိပ်ခေါင်းကိုလုံးဝစွန့်ပယ်လိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ခွခင်ကတော့သူမဟာမွေးစားသမီးကိုဘယ်တော့မှမမိနိုင်ဘူးလို့ပြောပြီးပြင်းပြင်းထန်ထန်ဆက်ပြီးစူပူနေခဲ့ပါတယ်။အမျိုးသမီးကသူ့ကိုအေးဆက်တဲ့အကြည့်တစ်ချက်ပဲပြန်ကြည့်ပြီးစပွဲပေါ်ရှိဟင်းပွဲတိုင်းကိုကုံအောင်စားထောက်ခဲ့ပေမဲ့ကျေနပ်ဟန်မရှိပါဘူး။သူမအခန်းထဲပြန်ရောက်တော့ရှေးဟောင်းတူရီယာရှေးဟောင်းပတလားနဲ့သူမရဲ့စွမ်းအားကိုပြန်လည်ထိမ့်သိမ်းဖို့ကြိုးစားခဲ့ပါတယ်။အတိတ်တုန်းကလူတွေရဲ့ကစားမှုဟာသူမရဲ့ခွန်အားကိုဖြည့်တင်းပေးခဲ့တယ်ဆိုတာကိုသူမသတိရခဲ့ပါတယ်။ဒါကြောင့်သူမဟာတူရီယာတီးခတ်တဲ့ live stream ကိုချက်ချင်းစတင်ခဲ့ပါတယ်။သူမရဲ့ဘဲတင်တက်လို့လာပါတဲ့ဂီတဟာပရိသတ်အများပြားကိုလင်းမြန်စွာဆွဲဆောင်နေခဲ့ပြီးသူမရဲ့စွမ်းအားတွေအဖြည်းဖြည်းပြန်လာနေတာကိုသူမခံစားခဲ့ရပါတယ်။အဲ့ဒီညမှာပဲမွေးစားသမီးဟာတူရီယာကိုဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့သူမရဲ့အခန်းထဲကိုတိတ်တဖိတ်ဝင်လာပါတယ်။ဒါပေမဲ့သူမမလုဆောင်နိုင်ခင်မှာပဲအမျိုးသမီးဟာသူမရဲ့နှုတ်မှာပေါ်လာခဲ့ပါတယ်။သူမဟာမွေးစားသမီးရဲ့ပတ်စပ်ထဲကိုပန်းတီတစ်လုံးထိုးထည့်လိုက်ပါတယ်။ပြီးတော့အင်းအိုင်စီမှုတစ်ခုနဲ့သူမကိုချက်ချင်းခေါင်းမိုးပေါ်ကိုရွှေ့ပြောင်းလိုက်ပြီးမဆိုင်မသွဲတွန်းချလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မွေးစားသမီးဟာသူတို့ရဲ့အကိုကိုတိုင်ကြားခဲ့ပါတယ်။အကိုကဖုံးဆက်ပြီးအမျိုးသမီးကိုအော်ဟစ်ဆူပူခဲ့ပါတယ်။ဒါပေမဲ့သူမကသူ့ညမဘာလို့တန်ကောင်းရင်မှသူမရဲ့အခန်းထဲတိတ်တဆိတ်ခိုးဝင်လဲဆိုတာကိုမေးခိုင်းပါတယ်။မွေးစားသမီးဟာအိမ်မွေချားတီလမ်းလျှောက်ခဲ့တာမတော်တဆချော်လဲခဲ့တာလို့လိန်ပြောဖို့ကလေးလို့ရွေးချယ်ကြမရှိပါဘူး။ရုတ်တရက်အမျိုးသမီးဟာထိုအမျိုးသားချားမဲ့နေ့ကိုတတိယသွားပါတယ်။သူမဟာဆေးရုံကိုချက်ချင်းရောက်အောင်ရွှေ့ပြောင်းသွားပါတယ်။ခွဲစိတ်ခန့်အဖြစ်မှာထိုအမျိုးသားရဲ့ဖခင်မှာသူမရဲ့လမ်းကိုပိတ်ဆို့ထားပါတယ်။သူမကသူ့ကိုကဲတင်လိုက်တာသူမတူးတာဖြစ်တယ်လို့အေးဆေးစွာပြောပေမဲ့သူကသူမကိုမယုံခဲ့ပါဘူး။မွေးစားသမီးကလည်းပြဿနာရှာနေတယ်လို့ဆွဆွဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်ရောက်လာပါတယ်။သူကသူမကိုမှတ်မိပြီးဒီအချိန်ကိုသူမကြိုတင်ခံမှန်းခဲ့ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ချက်ချင်းပဲဖခင်ကသူမကိုအတွင်းထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီအချိန်မှာထိုအမျိုးသားဟာတွန်းညချင်းထပ်လိုက်ပြီးဖြစ်ပေမဲ့တွန်းပြန်မှုမရှိသေးပါဘူး။သူမကဆက်မလုပ်ဖို့လုပ်ပြီးမဟုတ်လေသူတေသွားမယ်လို့တတိပေးခဲ့ပါတယ်။သူမရဲ့အကိုကပေါက်ကွဲပြီးသူမကိုအထင်ထွက်ခွာစေဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့လက်တချဝင်းရမှုနဲ့လူတိုင်းအေးခဲသွားခဲ့ပါတယ်။သူမရဲ့စွမ်းအားကိုထိုအမျိုးသားထဲမှာတွန်းချခဲ့ပြီးသူ့ကိုသူမကုသပေးသွားပြီလို့ကြီးညာခဲ့ပါတယ်။ဒါပေမဲ့စောင့်ကြည့်ကကြီးကသူ့မှာအရေးကြီးတဲ့အသက်လက္ခဏာတွေလုံးဝပြဆုံးသွားခဲ့ကြောင်းပြသနေပါတယ်။မွေးစားသမီးကသူတေသွားပြီလို့ကြီးညာခဲ့ပါတယ်။ထိုအမျိုးသားရဲ့ဖခင်ဟာဝမ်းနဲ့ပူဆွေးမှုနဲ့ပြိုလဲသွားခဲ့ပါတယ်။သူမရဲ့မိသားစုဝင်တွေကိုယ်တိုင်ကထိတ်လန့်တုန်လှုပ်မှုနဲ့သူမကိုစွန့်ပစ်ဖို့အပြေးလွှတ်လုခဲ့ကြပါတယ်။လက်စားချေရာကိုကြောက်ရွံ့တဲ့အထက်သူမရဲ့မိခင်ကံထားတာသူမဘေးမှာရပ်တည်ခဲ့ပါတယ်။လူတိုင်းကသူမဟာထိုအမျိုးသားကိုတေးစေခဲ့ပြီးဖြစ်လေတော့ထိုအမျိုးသားဟာဖြစ်ဖြစ်ချင်းမျက်လုံးဖွင့်လာခဲ့ပါတယ်။